ဒီ brand guideline မထွက်ခင်ကတော့ဒီ finalize ဖြစ်ဖို့အတွက် meeting တွေအချင်းချင်းထိုင်ရတယ်အချိန်ကြီးအများကြီးပေးရတာမျိုးတွေရှိရပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျွန်တော် brand guideline သုံးပြီးသွားတဲ့နောက်ပိုင်းမှာအဲ့ဒါအတွက်အချိန်ကတော်တော်တိတိတာလေးပေးစရာမလိုတော့ဘူးပေါ့နော်အဲ့တော့မင်္ဂလာပါကျွန်တော် Cast Aesthetic ရဲ့ founder ဒေါ်လာ Cast ဖြစ်ပါတယ်Cast နဲ့ AM နဲ့လက်တွဲတာတော့3နှစ်ခွဲ4နှစ်ထဲမှာပေါ့နော်ဘယ်လိုလက်တွဲဖြစ်လဲဆိုတော့အဲ AM ရဲ့ founder ဒေါက်တာမင်းချစ်စော်နဲ့ကျွန်တော်နဲ့စီချောင်းခေရတငယ်ချင်းတွေပေါ့နော်မင်းချစ်စော်ကငယ်လေးခေရအလုပ်လုပ်တာတော်တယ်တိကျတယ်ပြီးလို့ရှိရင် detail သွားတယ်ပေါ့နော်ဆိုတော့ချို့အချက်တွေကကျွန်တော်လိုချင်တဲ့အချက်တွေကိုက်ညီတာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီ business လေးစတဲ့အချိန်မှာတငယ်ချင်းကိုယုံကြည်အားကိုးလိုက်တာပေါ့တကယ်တမ်းဟုတ် AM နဲ့လက်တွဲပြီးရဲ့နောက်ပိုင်း Cast ကဘာကြီးပြောင်းလဲသွားလဲဆိုလို့ရှိရင်အဓိကတော့ brand value တက်သွားတယ်ပေါ့နော်ပြီးလို့ရှိရင် brand awareness လည်းပို့ပြီးတော့ရလာတယ်ပြီးလို့ရှိရင် sales လည်းပို့ပြီးကောင်းလာတယ်ပေါ့ဟုတ် brand ကြီးကတော့ပြောရမယ်ဆိုလို့ရှိရင်တော့ it's a long journey ပဲအကြာကြီးပဲသွားရတာတချို့ကတော့ထင်ကြတယ်စစချင်းမှာ branding ပဲလိုအပ်တယ်နောက်ပိုင်းမှာမလိုဘူးပေါ့တကယ်တော့မဟုတ်ဘူးစစပိုင်းနဲ့လိုတယ်နောက်ပိုင်းလဲ branding ကဆက်လက်ပြီးတော့သွားဖို့တော့လိုအပ်တာပေါ့နော် AM နဲ့ကကြဘယ်လိုသွားလဲဆိုလို့ရှိရင် branding ကိုလည်းသွားတယ်လို့ on the other hand မှာလည်း marketing နဲ့တခြား campaign တွေလည်းသွားတယ်ဆိုတော့အလုပ်လုပ်ရတော့အဆင်ပြေပါတယ်ဟုတ်creation နဲ့ပတ်သက်လို့ကတော့ Cast နဲ့ AM နဲ့ relation ကောင်းတယ်ပေါ့နော်ဒါပထမတစ်ချက်နောက်ချက်ကကြတော့ကျွန်တော်တို့ campaign တွေ run နဲ့ commercial တွေရိုက်တယ်ဆိုလို့ရှိရင်လည်းသူတို့ choice လုပ်ပေးတဲ့ model တွေကအစကိုယ့်ရဲ့ brand value နဲ့ကိုက်တဲ့ model တွေဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင် protection team ကအစတကယ် qualify ဖြစ်တဲ့ protection team နဲ့တခြားလေးချိတ်ဆက်ပြီးတော့ရိုက်ပေးရပေါ့နော်အရင်တော့က brand guideline မရှိဘူး brand guideline မရှိတော့ပြဿနာဘာတက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ finalize post တစ်ခုထွက်ဖို့အတွက်အချိန်ကြီးအများကြီးပေးရတယ်ပေါ့နော်နောက်ပိုင်း brand guideline တခြားလေးဆွဲလိုက်တယ် brand guideline ကိုတခြားလိုက်နာပြီးတော့ဒီလိုက်လုပ်တဲ့အချိန်မှာတော့အချိန်ကပို့ပြီးတဲ့ခါကျတော့ကုန်တာတက်တာလာပေါ့အဲ့တော့ကျွန်တော်တို့တခြားလုပ်တွေပို့ပြီးတဲ့ခါကျလုပ်နိုင်တာပေါ့နော်ဟုတ်စိတ်ချနေဆုံးအချက်ဘာဖြစ်မလဲဆိုရင်နံပါတ်1ကတော့ prompt response ပေါ့နော် response အရင်မြန်တယ်တခုပြောတယ်ဆိုလို့ရှိရင်ချက်ချင်းအဲ့လို response လုပ်ပေးရပေါ့နော်နောက်တစ်ချက်ကကျ feedback ကိုတေချာလေးနားထောင်တယ်ပေါ့နော်တေချာလေးနားထောင်ပြီးတဲ့အခါကျတော့အဲ့ feedback နဲ့ပြန်ပြီးတဲ့အခါကျတော့သူတို့ပြန်ပြီး react လုပ်တဲ့ပုံစံတွေသူတို့ဒီ solve လုပ်သွားတဲ့ problem solving technique တွေကပေါ့နော်အရင်အဆင်ပြေတယ်လို့ထင်တယ်ဟုတ်suggestion တော့မပေးတော့ပါဘူးအလုပ်လုပ်တာလည်းကြာခဲ့ပြီဆိုတော့အရင်လည်းအဆင်ပြေတယ်AM လည်းအများကြီးပဲအောင်မြင်ပါစေ Cast လည်းအများကြီးပဲအောင်မြင်အောင်ကြိုးစားမယ်တူတူ grow together ဖြစ်ကြမယ်ပေါ့ဟုတ် Bring your brand to life with AM Marketing Group.